American လွှတ်တော်ကော်မတီကဖွင့်ချလိုက်တဲ့ email ထဲမှာသူ့နာမည်ပါဝင်လာတဲ့အကြောင်းရင်းကိုပြောပြလာတဲ့ချမ်းချမ်းပရိသတ်များလုံးပဲမင်္ဂလာပါရှင်။ အမေရိကတန်းကျွဲတထေးကြီး Jeffrey Epstein ရဲ့အရှုပ်ထွေးကိစ္စကနာမည်ကြီးနေပြီ။ American လွှတ်တော်ကော်မတီက email ကိုဖွင့်ချလိုက်ပါတယ်။ဖွင့်ချလိုက်တဲ့ email တွေထဲမှာလည်းမြန်မာအစိုးရချမ်းချမ်းရဲ့နာမည်လည်းပါဝင်နေပါတယ်။ email ထဲမှာမြန်မာပြည်ကအင်မတန်ချောမောလှပတဲ့နာမည်ကြီးအစိုးရချမ်းချမ်းရဲ့ဓာတ်ပုံကိုပို့ပေးလိုက်မယ်ဆိုပြီးရေးသားထားပါတယ်။ဒီစကားကိုပြင်သစ်က Moral Agency လုပ်တဲ့ Yonlo Brunel က American တန်းကျွဲတထေး Jeffrey Epstein စီကို2013ခုနှစ်မှာ email နဲ့ပို့ခဲ့တာပါ။ချမ်းချမ်းကိုလည်း American ခေါ်လာမယ်လို့ရေးခဲ့ပြီးဒီကိစ္စတွေမှာချမ်းချမ်းကဘလို့ပတ်သက်နေလဲဆိုတာသိချင်ကြပါတယ်။ America ကတန်းကျွဲတထေးကြီး Jeffrey ဟာမိန်းကလေးတွေကိုအသုံးချတတ်သူပါ။ဒါကြောင့်ချမ်းချမ်းကဒီကိစ္စတွေမှာပါဝင်လားဆိုတာစိတ်ဝင်စားကြပါတယ်။အဲဒါကြောင့်ချမ်းချမ်းကတော့ဒီ email မှာသူ့နာမည်ပါဝင်ရတဲ့အကြောင်းရင်းကိုရှင်းပြလာပါတယ်။အဆိုတော်ချမ်းချမ်းက2012ခုနှစ်ဝန်းကျင်မှာအဆိုတော်အလုပ်အပြင်မော်ဒယ်အလုပ်ကိုလည်းလုပ်ခဲ့ပါတယ်။သူ့အဖေစားတဲ့အိမ်တအိမ်ကိုလိုက်သွားရင်းနဲ့မြန်မာပြည်မှာအလုပ်လာလုပ်တဲ့နိုင်ငံခြားမိသားစုဝင်တွေကအမျိုးသမီးတဦးနဲ့တွေ့ဆုံခဲ့ပါတယ်။အဲဒီအမျိုးသမီးကချမ်းချမ်းကိုပြင်သစ်မော်ဒယ် agency တွေနဲ့ချိတ်ဆက်ပေးမယ်ဆိုပြီးသူ့ကိုဓာတ်ပုံရိုက်ခဲ့ပါတယ်။အဲဒီအမျိုးသမီးကချမ်းချမ်းကိုတိုးတက်တဲ့ဘဝပြောင်းလဲပေးမယ်ဆိုပြီးပြောခဲ့တာပါ။ဒါပေမဲ့အင်ကြီးမပါဘဲရက်ကူးရေးလုပ်ရမယ်လို့ပြောခဲ့တာဖြစ်ပြီးနိုင်ငံခြားကိုလည်းသွားရမယ်လို့ပြောခဲ့ပါတယ်။ချမ်းချမ်းတို့ကတော့ဒီလိုကမ်းလှမ်းမှုကိုသဘောမတူလို့ပြင်သစ် agency နဲ့အလုံးမလုံးဖြစ်ပဲနောက်ပိုင်းမှာအဆက်အသွယ်မရှိတော့ပါဘူး။အဲဒီနောက်မှာတော့ချမ်းချမ်းကအဆိုတော်ဘွားနဲ့ပဲရပ်တည်ခဲ့တာဖြစ်ပါတယ်။ American တထေးကြီး Jeffrey Epstein ကထိန်းသိမ်းခံရပြီး2019ခုနှစ်ကကွယ်လွန်သွားသလိုပြင်သစ်လုပ်ငန်းရှင် Yonlo Brunel လည်း2022မှာပဲပဲရစ်မြို့မှာထိန်းသိမ်းခံရပြီးကွယ်လွန်သွားခဲ့ပါတယ်။ email ထဲမှာချမ်းချမ်းရဲ့နာမည်ပါဝင်တာနဲ့ပတ်သက်ပြီးလူအများကအထင်လွဲနေပေမယ့်ချမ်းချမ်းကတော့သူ့ဘက်ကမဟုတ်မမှန်တာတွေကိုမလုပ်ထားလို့တေချာရှင်းပြနိုင်တာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးဘလို့ထင်မြင်မိလဲဆိုတာ comment မှာပြောပြပေးခဲ့ကြပါအောင်ရှင်။